ကြောင်လေးရဲ့ချစ်စရာလေးဘယ်လောက်ပေးရလဲမွေးကျင်လိုက်တာဒီလိုမေးခွန်းတွေကကျွန်တော်စီမှာအမေးများလို့ဖြေပါရစေမပြေခင်နိုင်ငံခြားကြောင်လေးတွေထဲမှာမြန်မာတွေအမွေးများတာက Persian British short hair Scottish fold Scottish long hair Mancon Red Doll သူတို့လေးတွေအရန်ချစ်ဖို့ကောင်းတယ်ဟုတ်လူကြီးမင်းမြင်ရတာချစ်ဖို့ကောင်းတာတခုပဲမဲ့သူတို့ရဲ့နောက်ကွယ်မှာပါလာတဲ့ဟာတွေကိုကျွန်တော်ပြောပြပေးပါမယ်ပထမဆုံးအချက်က life span တေချာကာကွယ်ဆေးထိုးရတယ်အစားကောင်းကောင်းကြွေးပြီးပြုစုဆောက်ရှောက်မယ်ဆိုရင်နိုင်ငံခြားကြောင်လေးတွေကပုံမှန်10နှစ်ကနေ12နှစ်အထိအသက်ရှည်ကြပါတယ်။သူတို့လေးတွေကကျွန်တော်တို့မြန်မာပြည်ရဲ့ယာတီဥတုမှာ survive လုပ်ဖို့တေချာပြုစုပြောင်းထောင်ရပါတယ်။လိုအပ်ရင် air con ကိုမကြာခဏဖွင့်ပေးရတာအပူမရှက်အောင်တခြား breed တွေထက်ပိုပြီးကာကွယ်ဆောက်ရှောက်ပေးရတာတွေရှိပါတယ်။ကျွန်တော်တို့မြန်မာပြည်ယာတီဥတုနဲ့ကိုက်ညီတဲ့မြန်မာကြောင်လေးတွေ domestic short hair breed ဆိုရင်တော့တေချာပြုစုဆောက်ရှောက်ရင်15နှစ်အထိအသက်ပိုရှင်နိုင်ပါတယ်။ဒုတိယအချက်က grooming ပါအမွေးရှည်တဲ့ Persian လေးတွေ Scottish long hair တွေဆိုရင်သူတို့ရဲ့အမွေးလေးတွေမလုံးအောင်မခဲအောင်တေချာပြုစုဆောင်ရှောက်ရတယ်လို့မျက်စိတန်ရှင်းရေးဖေမိုင်အီးတွေမကောက်အောင်လုပ်ပေးရတယ်စတဲ့အချက်တွေကတာမန်ကြောင်တွေထက်ပိုလို့အကုန်ကြပိုများပါတယ်တတိယအချက်ကအစားအစာနိုင်ငံခြားမျိုးစေ့တွေကအစားအစာကြီးများတတ်တယ်လို့သူတို့အတွက်လိုအပ်တဲ့ protein နဲ့ vitamin တွေအမွေးအတွက်လိုအပ်တဲ့ supplement တွေအတွက်ပိုပြီးအကုန်ကြဈေးများတဲ့ brand တွေဝယ်ယူရတဲ့အတွက်လစဉ်ကုန်ကြဈေးကပိုများပါတယ်စတုဒ္ဒချက်ကကာကွယ်ဆေးနဲ့ဆေးကုသဆေးပါကြောင်လေးတွေကိုစနစ်တကျမွေးမယ်ဆိုရင်ကာကွယ်ဆေးကနှစ်စဉ်သိန်းနဲ့ချီကုန်ကြနိုင်တယ်လို့ဒါမှလည်းကြောင်လေးတွေမှာအဖြစ်များတဲ့ခြားကြောင်တွေကနေကူးစက်တတ်တဲ့ FLV လို့ခေါ်တဲ့သွေးကင်ဆာ FIV လို့ခေါ်တဲ့ကြောင်ကိုကဟားကျဆင်းတဲ့ယောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါနိုင်ငံခြားမျိုးစိတ်တွေကမြန်မာကြောင်တွေနဲ့ရှင်လိုက်ပို့ပြီးနေမကောင်းဖြစ်လွယ်တဲ့အတွက်ဆေးရုံဆေးကန်ဆေးကပိုကုန်နိုင်ပါတယ်ဒီလိုစနစ်တကျမွေးမှသာသူတို့လေးတွေကကျမ်းမာပျော်ရွှင်ပြီးနှစ်ရှည်နေနိုင်မှာဖြစ်ပါတယ်နောက်ဆုံးချက်ကကြောင်တိုင်းဟာလူတွေလိုပဲကြောင်မျိုးစိတ်အထွေတွေပါနိုင်ငံခြားမျိုးစိတ်မဟုတ်လို့လူပိုကပ်ပြီးချီလို့ပွေးလို့လွယ်မယ်ထင်လူကြီးမင်းမှားပါမယ်ကြောင်တွေမှာလည်းတချို့ကလူကပ်တယ်လို့တချို့ကလုံးဝလူမကပ်ပါဆိုတော့လူကြီးမင်းထင်ထားတာနဲ့လက်တွေ့တခြားစီဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကျွန်တော်အခုဗီဒီယိုထဲမှာမြင်ရတဲ့ကလေးလေးဆိုရင်ကျွန်တော်အနားတောင်ကပ်လို့မရပါဘူးသူစိတ်ကြည်မှသာအနားလာမှာကင်ခွင့်ရတာပါဆိုတော့အားလုံးခြုံပြောရရင်ကြောင်လေးတွေကိုချစ်ဖို့ကောင်းတာပွေးကြည့်ချင်တာသူများကြောင်လေးတွေဗီဒီယိုထဲမှာမြင်လို့လိုချင်တာတခုတည်းနဲ့တော့မွေးဖို့မဆုံးဖြတ်စေချင်ပါဘူးတေချာပြုစုစောင့်ရှောက်နိုင်တယ်သူတို့လေးတွေအီးပါသေးပေါက်တာကိုမညိုမညင်ဘဲနဲ့ကျုံပေးနိုင်တယ်အသက်ရှည်အောင်ကာကွယ်ဆေးထိုးပေးနိုင်တယ်နေမကောင်းရင်ဆေးကမ်းပြပေးနိုင်တယ်ခဏသားမွေးပြီးယောဂမခံစားရအောင်သားကြောဖြတ်ပေးနိုင်တယ်အာဟာရပြည့်ဝတဲ့အစားအစာကျွေးမွေးနိုင်တယ်စားတာတွေပြည့်စုံမှသာကြောင်မွေးဖို့စဉ်းစားစေချင်ပါတယ်နိုင်ငံခြားကြောင်နဲ့မြန်မာကြောင်ဘယ်ဟာမွေးရမလဲစဉ်းစားရခက်နေကျွန်တော်အကြံပေးတာကတော့လူကြီးမင်းကြောင်သူ့ရဲ့ဘဝပုံမကောင်းစားသွားမယ်သူ့ရဲ့ဘဝပြောင်းလဲသွားမယ်ပုံမကောင်းမွန်လာလဲလို့အပြည့်အဝအာမခံပေးနိုင်တဲ့မိသည့်အမျိုးအစားကိုမဆိုရဲရဲကြီးအာမခံပြီးပြုစုစောင့်ရှောက်ပေးစေချင်ပါတယ်သို့မှသာလူကြီးမင်းကိုအားကိုပြီးရောက်လာမယ်အသက်တစ်ချောင်းကိုကောင်းမွန်ပြည့်စုံသွားမှာဖြစ်ပါတယ်လို့အကြံပြုပါရစေ